စီပါစီပါပေါ်တာစားခုမလားနော်ဒါကူလားမြတ်မတော်ကစားတော့လောဝဟန်မှနေတာပေါ့နော်အဲ့ဒီလောဝဟန်မှနေတော့ဆိုရင်တော့တိတ်ဖြစ်ကြတာပေါ့အခုကညဝဲလို့လောဝဟန်ဆိုရင်တော့ဘုမေကဆိုတာအဝဲလို့လောဝဟန်နော်အခုဒီဖဲလောဝဟန်ခါရဘူးချီဘူးလို့သာလားနော်အမေကျမတို့ကုရောမှာရောက်သွားတဲ့ခါကျတော့အမီနီး၍ခီဝေးဆိုတဲ့ကဲ့တော့ကျမတို့လည်းဝေးကြတာပေါ့နော်မသိဖြစ်ဘူးအဝဲဒီလာဝဲလေဒီလာဖော်ရူကဘလို့ဒီနေနော်တဲ့တာအဝဲချီလို့ဒီတော့စတယ်ဘူးလို့သာနာကိနေနော်တာဒီစီဝဒီစီတယ်ပေါ့နော်အရာမဲ့ကျေးဇူးတင်ပါတယ်လို့ဒီအတင်းတော်ပေါ့နော်ကျမလည်းဘုရားသခင်ကပို့ဆောင်တော်မူတော့ကြောင့်ဒီအတင်းတော်တင်သားတွေပေါ်မှာလည်းကျေးဇူးတင်ပါတယ်ပြီးဘုရားပေါ်မှာလည်းကျေးဇူးတင်ပါတယ်အဝဲကစားရရဲ့နှုတ်ကပတ်တော်ကိုလည်းဝင်ငှားရတဲ့အခွင့်ကိုလည်းပြည့်တဲ့အတွက်လည်းပဲကျေးဇူးတင်ပါတယ်ဒီနေ့ရည်လာဝဲတို့ဒီမှာဆက်ပြီးတော့လည်းတဲ့ဘာကစားရလို့ထားစီအခုနေဝဲစီဘူးပါစီကောလားနော်အစီကျမတို့နှုတ်ကပတ်တော်မသွားခင်မှာဆုတောင်းအဖြစ်ဘုရားထံသို့အားချရအောင်ဒီကလေးလည်းဒီလည်းဒါဘူတာဒါစစ်တဲ့စားလေးဖြစ်ပါလေနော်ဒီဖေးပါစစ်ပါလည်းစားတော့အားလည်းစားစုလို့ဆုတောင်းရအောင်ဒီမှာပြုတာတော့ယထာတော်ရှင်ဖာဘုရားကိုရောရဲ့နာမတော်ကိုချီးမွမ်းပါတယ်ကိုရောဘုရားရဲ့ကောင်းမြတ်တော်မူသောကြောင့်ဒီနေ့ဒီနေရာမှာပို့ဆောင်ပြီးဒီအသင်းတော်မှာပါဝင်ရတဲ့အသင်းတော်တင်သားနဲ့အတူတကွကျေးဇူးခွင့်ပေးတဲ့အတွက်ကိုရောချီးမွမ်းပါတယ်။ဘာပြရှင်ကိုရောဒီနေ့နှုတ်ကပတ်တော်အတွက်လည်းကျေးဇူးတင်ပါတယ်။ဘာပြရှင်ဒီနေ့ဒီနှုတ်ကပတ်တော်ကြားနာတို့အယောင်စေတိုင်းရဲ့အသက်တာထဲမှာတော်၎င်းဒီနှုတ်ကပတ်တော်ကိုတိဆောက်စေတော်မူပါလမ်းပြတော်မူပါလူရဲ့နှလုံးသားအတီးတီးမှာတော်၎င်းဘုရားသခင်ရဲ့နိုင်ငံတော်ဒီထောင်ကိုတိဆောက်ဖို့ခရစ်တော်ရဲ့အိမ်တော်ဒီဆောက်ဖို့ဒီနေ့အယောင်စေတိုင်းပေါ်မှာကောင်းချီးပေးတော်မူပါယေရှုခရစ်တော်ရဲ့နာမတော်အားဖြင့်ဆုတောင်းအနန္တ၏ထာဝရဘုရားရှင်အာမင်ဒီနေ့ဘုရားနှုတ်ကပတ်တော်နဲ့အတူတူအစဉ်ချင်းကိုအားယူကြဖို့ရအတွက်ဒုက္ခနော်ဒုက္ခပြဿနာဒုက္ခပြဿနာနော်ဒုက္ခပြဿနာအခက်ခဲမှာအခက်ခဲထဲမှာကြော်ဖြတ်ခြင်းဆိုတဲ့နှုတ်ကပတ်တော်ကိုဝင်ညသွားရပါမယ်အဝဲတင်ညာဤနော်ဘကမာလိုနော်ဟုတ်ကစားလူတန်းနော်တန်းကိုတန်းတဲ့ဘပါလေဘကဖဲလေတကောတာခဲစလို့နေနော်ဘကလေကောဖလို့တလဲဂျောနခန်းကြီး16အပိုင်းငယ်33ယူဟာနော်John chapter 16 verse 33အဲ့ဒီမှာဖဲအခန်းကြီး16 33နော်John chapter 16 verse 33ဖဲယူဟာဆဘဒစီကူဆဘဒစီတနီတေဘကွာလေအစီဘာစီလက်တနီတဖာဒီဆိုသူကိုတော့ချခုတာပူလေးပူလောလောကိုအီစီကဘာတာပေါ်လောဘတ်ဟာတော့ပါစီတာခုတလီဒီယမန်နလီဟကိုလီဒီနှုတ်ဒီငါကိုအမိပြု၍ငြိမ်သက်ခြင်းရှိစေခြင်းဟာဤစကားကိုငါဟောပြောပြီးဒီနှုတ်ဒီလောက၌ဆင်းရဲဒုက္ခကိုခံရကြလိမ့်မယ်တုတ်တော်မစိုးရင်ကြနဲ့ငါဒီလောကကိုအောင်ပြီးဟုမိန့်တော်မူ၏တော့ဒါပါလေဆိုတော့ဒီအင်္ဂလိပ်လိုနည်းနည်းဖတ်လိုက်မယ်နော် I have told you these things so that in me you may have peace in this world you will have trouble but take heart I have overcome the world ဆိုတော့ဒီနေ့ဘုရားသခင်ကပါဒီနေ့ကျမတို့ကိုယေရှုခရစ်တော်ဘုရားက
ဒီနေ့ပါရီပေးခဲ့တဲ့ဒီနေ့တော့ယေရှုခရစ်တော်ဘုရားကဒီထဲမှာခုနနှုတ်ကပတ်တော်ထဲမှာပါတွေ့တယ်ဆိုတော့ ဒီမြညာနေနော်ကစားယေရှုခရစ်ဒီပါ ပြောထားတယ်ခုနနော်ဒီနေ့ကျမတို့မှာဒုက္ခအခက်အခဲပြဿနာတွေ့ကြုံတဲ့အခါမှာမစိုးရိမ်ပါနဲ့ ကစားယေရှုခရစ်တဲ့ဘာဘောလဲမိဖဲလဲဘာလဲပါစမေတာကောတာခဲနေနော်တပါစကူစာဝတ်ကြီးနော် ဒီနှုတ်ပုံငါငင်တက်ချင်းပေးပြီ အဝေးဟိဘောလဲတာတာသူတာသူပြလာတာသူတာမနော် ဒီလောကကိုငါအောင်မြင်ပြီ အဝေး ဒါကြောင့်ယေရှုခရစ်တော်ဘုရားကဒီနေ့တင်တဲ့ကျမတို့ဘာပြောလဲ အခုဒီကစားယေရှုခရစ် ဒုက္ခပြဿနာအခက်အခဲပြဿနာတွေ့ကြုံတော့လည်းပဲမစိုးရိမ်ပါနဲ့ ဘယ်လာဝမနယ်လီဟောကိုလီ ဒါကြောင့်ယေရှုခရစ်တော်ကဒီနေ့တင်တဲ့ကျမတို့ဟာငြိမ်သက်ခြင်းရှိပါယုံကြည်သောသူတွေငြိမ်သက်ခြင်းပေးပြီ အလန် peace နိုင်ရနေနော်အဝေးဟိဘောလဲစာတာ peace အမေဘခုနီအော် ဒီနေ့တခါတလေကျမတို့ယုံကြည်သူတွေလည်းခရိယာနေရအိုးဘုရားသခင်ကိုကျမတို့ယုံကြည်ပြီဘုရားသားသမီးဖြစ်ပြီဒုက္ခနဲ့မသွေးကြုံတော့ဘူးဒုက္ခနဲ့မရင်ဆိုင်တော့ဘူးလို့အိုးဘဝမှာကောင်းစားပြီဆိုတဲ့ကျမတို့မှာချင့်သက်ကြပါတယ် အဝေးမှာခရစ်ပေါ်မှုဆိုင်နေရနော်ဘယ်ဆိုကမူလဲဒီလဲပတူနေကစားခရစ်ပေါ်နေနော်တာကောတာခဲတာကူတာကိုတာဆောတနီတပါပွားပါနော်ဝေးဒီဆိုကမူပဲဒီနေနော် ကျမတို့ရဲ့ထင်မှတ်ခြင်းဟာဘုရားရှိမှမာယွင်ခြင်းဖြစ်တယ် အဝေးတာချုံမူဒီနေနော်ဘယ်ကစားရွာမင်းညာနေမိတာလားကမ ယေရှုကဒီနေ့တင့်ကိုပါပြောနေလေ ကစားယေရှုခရစ်နေနော်တဲ့ဘာပေါ်လဲမတားလဲနော် ငါငင်သက်ချင်းပေးပြီ ယဟိတီတီလဲတာတာ မစိုးရိမ်နဲ့ တပါကူစကူစာဝရကြီး ဒီလောကအောင်မြင်ပြီ ဗမီမာနယ်လီဟောကိုလီ ယေရှုခရစ်တော်နဲ့အတူကျမတို့လည်းပဲအောင်မြင်တော်သူဖြစ်တယ် ကိုနေဘူးဝဲစကောလဲဒီဆိုကစားယေရှုခရစ်နေနော်ဗမာနယ် ယေရှုခရစ်တော်ကဒီလောကကိုနိုင်ပြီ ကစားယေရှုခရစ်နေနော်ကိုလာကိုဤနေဝဲနေဝဲ တေချင်းတရားကိုလည်းအောင်မြင်ပြီ အဝဲစကောမနယ်စကောတာဖီတော့ဒီစစ်တယ် ဒီနေ့တင့်မှာဒုက္ခပြဿနာဂျာမရေးပြဿနာရှိသလား ဒီနေ့ညာဤနေနော်ဘဝတကောတာခဲပါပေါ်ဟာနော်တကောတာခဲမဘာသိဟာနော်တာစုတာစာဒီကောဘာပေါ်စတဲ့ပတ်တဲ့ကိုစကောဟာ ယေရှုခရစ်တော်ဖခင်ကမဆာပေးမယ် ကစားယေရှုခရစ်နေ တခင်ယေရှုခရစ်တော်မှာပဲညီသက်ချင်းရှိတယ်ဂျာမချင်းရှိတယ်ဝမ်းမြောက်ချင်းရှိတယ်ပျော်ရွှင်ချင်းရှိတယ် ကစားယေရှုခရ အော စ် င် နော် မြင်ချင်းရှိတယ် ကစားယေရှုခရစ်နော်ကစားစကောတော့သာတာတော့အဝဲဥဒတာသာခုတာသူပိစာညောတော့ဥစကောတာမတ်နော် လောကမှာကြည့်တဲ့အခါမှာညီသက်ချင်းမရှိနိုင်ဘူး ဘယ်မိပါလောက်ကိုကြည့်ရည်နော်တာเป็นချီလာလက်တမှုတာခုနော်တို့က တင်းကိုဝမ်းမြောက်ချင်းမပေးနိုင်ဘူး အခုဤလေးဘောတာစမှုစာမှုတာစခုတာပြပါ အဲ့ဒီညီသက်ချင်းဝမ်းမြောက်ချင်းဂျာမချင်းဆိုတာယေရှုမှာပဲရှိတယ်ဟာလေလုယာ အဝဲတာစခုစာခုတာစမှုစာမူတော့တာစပိစာယောနေနော်ဘာလဲဟိပေါ်နေနေမိတာတဲ့ကစားယေရှုခရစ်တဲ့ကောင်လော ဒီနေ့ယေရှုခရစ်တော်ကတင့်ကိုလိုအပ်တယ် ဒီနေ့ညနေကစားယေရှုခရစ်နေလို့ပါဘောနော် ။တင်းရဲ့နှလုံးသားကိုပဲယေရှုကအလိုချင်ဆုံးဖြစ်တယ် ဘတ်စာနော်ဘတ်စာစမှုနေနော်ဘာကစားယေရှုခရစ်လို့ပါဝဲလို့တယ်နော် ။လောကမှာတက်ရှင်နေတဲ့အချိန်မှာ အဲ့ဘုံမှုဒီဆက်တော့နေ ဒုက္ခပြဿနာအခက်အခဲပြဿနာဇာဝနေရေးပြဿနာဂျာမရေးပြဿနာတွေ့ကြုံတဲ့အခါမှာ ဖေဘောလာပုကလေးနေနော်တလဘဘချီတာကောတာခဲတလူကလူလာမီတာစုတာစာမီရေဟောကိုတာဘာကစမေဖေဘဘကစမေဆက်တော့နေ ယေရှုဖျားကမဆာပေးမယ် ဆိုင်ရှုနေနော်ဥဒဝါနော်ကမဆောပါ ။ယေရှုကတင်းရဲ့ပြဿနာဖြေရှင်းပေးမယ် ပတာဘီကောနေကဆိုင်ရှုခရစ်ကအဝဲကဘွာလောပေတော့ဘောလောဝဲလော ။ကျမတို့ဟာလောကမှာဒုက္ခပြဿနာရင်ဆိုင်တဲ့အခါမှာအဲဒီဒုက္ခပြဿနာရင်ဆိုင်ခြင်းဟာအာဒါနဲ့အေဝါအပြစ်ကြောင့် curse ကျင့်ချင်းကလည်းလာတာဖြစ်တယ် လောကလေးတလဘဘကစမေတာကောတာခဲဒီဖာဒီမီနနွေဥစောဒ
နော်ဝိသီတာမာတိတာတဲ့ပါခုနေနော် ဒါကြောင့်ဒီနေ့ကျမတို့မှာနာချီအိုချီတေချီနဲ့ရင်ဆိုင်ရတယ် အခုနေနေဘဝရဲ့ဒီဖန်ကြီးလက်ဆက်တော်ခဲ့ပါကွာဆက်ပဲဒါလေဒါစုတာဆာနော်ဒါနာတာဘောတော့တာတီးပါကွာဆက်ပဲဒါနော် တော့တော့ မဆာဒနာကြီး ယေရှုခရစ်တော်နဲ့အတူရှိတယ် အဆိုင်ရှုခရစ်တော်ကိုတော့နော် Jesus live with us အဆိုင်ရှုခရစ်တော်ကိုတော့ Jesus love you အဆိုင်ရှုခရစ် Jesus love me too အဆိုင် Hallelujah ဖျားရှင်နာမတော်သားရဲ့ဘုန်းကြီးပါစေ မောကဆာယာမိဘာဒစီတော်ပရဆုခတ်ကြီး ကျမအနေငယ်ကျမရဲ့တည်နော်မနစ်တုန်းက last year ပေါ့နော်မနစ်တုန်းက2025တုန်းကကျမလည်းအိန္ဒိယမှာ လမ်ဟိုတနီခိတိုခိစီယနေနာသရမူလေဝဒါလေအိန္ဒိယနာ အိန္ဒိယမှာကျမဒီဘုရားမှုတော်ဆောင် crusade လုပ်ဖို့သွားခဲ့တယ် အဝဲကလေးဆိုဝဲတာတာခုစတော့နော်တမှုထောက်ရဲ့ချော အဲ့ဒီအိန္ဒိယမှာမြန်မာ refugee camp မြန်မာ refugee camp အဝဲလေတူတာလေအိန္ဒိယလေကောပီယိုဖိုနာအဝဲတာတဲ့ဒုက္ခတဲ့နော်အဝဲတဲ့ဘော အဲ့ဒီမှာရောက်ခဲ့ပါတယ် အဝဲလေတူဖြစ်နေ အဲ့ဒီ refugee camp တစ်ခုပြီးတစ်ခုပေါ့နော်အဲ့ဒီမှာ crusade လုပ်ခဲ့ပါတယ် လေဝဲတာတော့တော်လေတာမှုထောက်ရဲ့ထောက်နော် ၄ပတ်ကြာခဲ့တယ် ဒီတာဝဒလူကြီးနော် အဲ့ဒီကနေနယူးဇီလန်ကိုပြန်ရောက်လာတဲ့အခါမှာ ဖလေဝဲနေဝီတဲ့ဟက်ကဝဲဒီဝဲလေနယူးဇီလန်ဆက်တော့နေ ကျမကိုခန္ဓာအယံပင်ပန်းသောကြောင့် လာနော်ကိစ္စလာဝဲအဝဲတာလောဝီတဲ့ခုနေနော် ကတိပေါ်မှာတပတ်လောက်လေရတယ် အဝဲပါမီနော်ဝဲတာလေနော်မိကိုတနွီလောက် အယံပင်ပန်းနေ လောဗီဒိုမာနော်ကိစ္စလောက်လာ ဘုရားအမှုတော်ဆောင်တာလည်းလွယ်တော့မဟုတ်ဘူး ပမာကိစ္စရတာမရှိကိုနေမိတာလာညောပါ ဒုက္ခပြဒနာအခက်ခဲပြဒနာနဲ့တွေ့ကြုံနေရတ ဘ ယ် ဂဝတိဘာတာကောတာခဲနော်တာအကလူကလူစီကောလော ကျမရဲ့ဘဝမှာစုခိလန်းပေါ်မှာပဲလမ်းလျှောက်နေရတယ် နော်အဝတိဘာလေဝဒါလေတာကလေကောကလေခဲပေါ်ပူလောနော် ဘယ်တော့ခါမှပန်းခိလန်းပေါ်မှာကျမလမ်းမလျှောက်ခဲ့ဘူးပါဘူး တဘလမအဝတိလေဘူးဝဒါလေကလေလာတာလောစာလေပေါ်ဒီဖာနော်ကလေလာဒီဒီပေါ်ပူ ဆူလန်ပေါ်မှာပဲလမ်းလျှောက်ခဲ့ လေဝဒါလေကစတူတာမေကလေပေါ်ပူလော ဒါပေမဲ့ အစတနာကြီး ကျမမှာလုံးဝစိတ်မပြတ်ဘူး အစတနာကြီးတရမူအဝဲတဟီလောအစတနာဟောပါလေမနူပိုလေ ဖခင်ရဲ့အမှုတော်ဆောင်တဲ့အခါမှာဒုက္ခပြဒနာအခက်ခဲပြဒနာတွေ့ကြုံရမယ်နှုတ်ကပတ်တော်ထဲမှာတွေ့ပြီးသား ဖေမမကဆိုင်ဆက်တော့နေနော်ကဘာချာတာခဲနေနေဆိုစရီဘူးတေဝဒလောနော်အာမင် အာမင် အာမင် ဒီနေ့စိတ်တမကြမ်း တင်နေရိုင်းနေပါစား ကျမဆေးရုံမှာတက်ခဲ့တဲ့ရုပ်တရက်နဲ့ကျမကနော်ရုပ်တရက်နဲ့ကောင်းအောင်မူးလာပြီးတော့ကျမအမျိုးသားကိုရိုမြေကဆေးရုံကိုပေါ်သွားတယ်ဒီပေါ် အဝဲစကောဘနဲ့ထောစကောလက်တဆာဟီနော်တဘလအဝဲတတူကလာတော့ဘူးအမေမူတာဝါဘလဲကောစကောလက်တဆာဟီ ဆေးရုံမှာ4ရက်နေခဲ့တယ် ဘလဲထောတာဆာဟီလီသောနော် အေးပြန်ရောက်ခဲ့တယ် အကီတူလေဟီနော် ကျမဘဝမှာလေအရာမူတော်ဆောင်ကြတဲ့အခါမှာအိုးပျော်ပျော်လေးနဲ့ဆောင်တာမဟုတ်ပါဘူး ရမူနာကေနေနော်ဝဲမာကစားရတာမနာကေနေလက်တတူပိတညော စုခင်လန်းပေါ်မှာပဲလိုက်ဆောင်ရတယ် ဘာလေလက်ကဆူတာမေကလေမူပကူလောနော် ဒီနေ့ကျမတို့နော်ဒီနေ့တင်လဲပဲဒုက္ခပြဒနာအခက်ခဲပြဒနာတွေ့ကြုံတဲ့အခါမှာရှောင်ဖို့မဟုတ်ဘူး ဒီနေ့ရိုင်းစကောနော်လေဘတာမူဘူမီတီလက်တကောတာခဲနေလေဘကဘာဟာစထရစ် ဒီဖို့မဟုတ်ဘူး ဘကဘာခီစတာကေဟိုတမေပါ no hiding တဘာအခုသူစကောပါနော် no running တဘာခီပါနော်ဘာခီ ရှောင်လို့မရဘူး ဟာစထရစ်တကယ်နော်ဘာဟာစထရစ်တနေပါ အဲဒီဒုက္ခပြဒနာနဲ့ခက်ခဲပြဒနာနဲ့ရင်ဆိုင်မှသာတင်ဘုရားထံရဲ့တက်တေကိုရမယ် ဖဲလေဘဘာဆမေတကောတာခဲဆက်တော်ဒီမှာပကနေဝဒါတဲလေတာအင်းစားလက်ဆိုင်ရောနော် ဘုရားရဲ့အဖြေရမယ် ပကနေစကောတာဆဲလက်ဆိုင်ရောနော် ဒီနေ့ချစ်တော်ညီကိုမောင်နှမတို့ တော့ပွေလက်တိုင်အော်လေ ဒီလာမှာဒုက္ခပြဒနာအခက်ခဲပြဒနာဂျာမရေးပြဒနာငွေရေးကြီးပြဒနာအိမ်တော်ရေးပြဒနာလာတဲ့အခါမှာရှောင်ဖို့မဟုတ်ဘူး အခုနေပွေနေပွေလေမစားကြည့်တယ်ဖာနော်ဖဲဘာဆမေတကောတာခဲလေမီတာဦးတာဆုတဆာမီကြီးနော်ဟီပိုခေါ်ဖို့တာရီကောမီကြီးနော်လူဝစီကိုတာရီကောမီနေလေဘခီ
Akse ngone demi ba no. ဖျားမှာစာပေးမယ် Sai yo ko no ba lo. နိကော second country Set awe ki Korea. နိကောအခန်းကြီးလေးပိုင်းငယ် Ki Korea ya ba. နိကော second Corinthians Ki Korea sa pa do. chapter အခန်းကြီးကလေး Ki Korea sa pa do li. နိကောအခန်းကြီးလေးပိုင်းငယ်ခုနိကနဲ့ Sa bu nui ni ဖတ်မယ် sa bu nui de le de si ni no. သုံးတော်လေအရင်ဆုံးဖတ်လိုက်နော်ဒီမှာကျွန်မဖတ်လိုက်မယ်နော် Basa do po do tal do bui do ila sa po ho ko puji so asu ko mo do ke so I ka ba kha do yo do te mi ba kwa ba lo ta ma chi ta wa le ta ko mi de basa do ta so I lo ba ta de mi ba pa ka ma di le pu pu ba ba mi mi ba ta mu la ta ha ma ba ta ma a ma na wa basa do ta le ta ba kwa ba ta ma lo ki wa ba sa အာမင်သုံးတော်လေတဲ့နော်နိကောအခန်းကြီးလေးပိုင်းငယ်ခုနိကနဲ့30အထိပေါ့နော်သုံးတော်လေတကူတော်ဤကုံအတီးဒီငါတို့နဲ့မဆိုင်ဘုရားသခင်နဲ့ဆိုင်မြစ်ကြောင်းဒုဘာနာရီမီအိုးထဲမှာထည့်ထားလျက်ငါတို့၌ရှိငါတို့ဒီအမျိုးမျိုးသောနှုတ်ဆက်ခြင်းကိုခံရတော်လေအကျိုးနဲ့ချင်းတို့မရောက်မကြံစီနိုင်အောင်ရှိတော်လေစိတ်မပြတ်မြင်းဆဲခြင်းကိုခံရတော်လေရှုံးခြင်းမရှိအောက်သို့လှည့်ခြင်းခံရတော်လေဆုံးညာတို့မရောက်သခင်ယေရှုသည်အသက်ရှင်တော်မူကြောင်းကိုငါတို့ကိုခန္ဓာနဲ့ထင်ရှားစေခြင်းကယေရှု၏တည်တော်မူခြင်းကိုအစင်မပြတ်ငါတို့၏ကိုခန္ဓာ၌ဆောင်ရကြ၏ဒီနေ့ကျမတို့ဟာတဲ့နော်ဒုက္ခပြဒနာအခက်ခဲပြဒနာဟာတဲ့ကိုယ်အနာမှာတွေ့ကြုံတဲ့အခါမှာရင်ဆိုင်လာတဲ့အခါမှာတဲ့နော်အောက်ဆုံးကြည့်မရောက်ဘူးလို့ပြောတယ် No, hindi niya yung sa kanila ba tako ra kaya ba ba sa me no. Me ba pa sa nga dini hete ba hete ba din. ။ဘာကြောင့်လဲ why Pa nu ko le na. ဘာနာတန်ဖိုးရှိနေတဲ့ဘာနာတောင် Ba Banda. ဘာနာငွေဘာဘဲ talu do me do ma no. ဘဲတန်ဖိုးရှိနေတဲ့ဘာနာဘဲအဲ့ဒီသခင်ယေရှုခရစ်တော်ဘုရားဟာတဲ့တိအထဲမှာကျမတို့အထဲမှာရှိပြီ Pa nu ko le na talu do me ko no ko mo pa bu ne na sa ya. Ni la la ko no no. ကျမတို့ကဘလောက်ပဲဒုက္ခပြဿနာရင်ဆိုင်ပါစေတွေ့ကြုံပါစေကျမတို့ဘယ်တော့ခါမှအောက်ဆုံးတော့ကျမတို့ကမရောက်နိုင်ဘူး Tako ra kaya kaya ရောက်လေဒီရဲ့အထဲမှာကျမရဲ့အထဲမှာတန်ဖိုးအရှိဆုံးသခင်ယေရှုခရစ်တော်ဘုရားရှိနေပြီဟာလေလုယာ Amen. No, lagi ba nu ko lagi sa shukri ne no. O talu do ko lagi sa shukri do dala. အဲ့ဒီယေရှုခရစ်တော်ဘုရားကမဆာပေးနေဘုရားဖြစ်တယ် Sa shukri we ne na we ne. So ko wa sa ba bu ba ne. အကြောင်းယေရှုခရစ်တော်အထဲမှာတည်ဆောက်တဲ့လူအသက်မရှင်တဲ့လူကြတော့ပြိုလဲပဲ Sa na ki wala do ka sa shukri do la bu ba no. Da su tho dala sa shukri ba ne no. Ko lo ki we da. ယေရှုခရစ်တော်ထဲမှာအသက်ရှင်တဲ့လူတွေကမပြိုလဲနိုင်တော့ဘူး Wala mu lo sa shukri bu ne no. Ata mu no. ။အားကြောင့်လေ Mu ko မေအိုးတလုံးအဲ့ဒီမေအိုးတလုံးတော့မေအိုးဆိုတာကဖော့တည်တယ်မဟုတ်လား။သမီးချက်နဲ့ cooking ဖော့အိုးလေ da awe mi o na.ဖော့ Yan kita po po mi mo na mi ne ko no. အဲ့ဒီအိုးတလုံးတီးကြမဟုတ်လား cooking rice လုပ်တယ် Yan ko ga de la mi ya po mi le ba ni no. အဲ့ဒီအိုးတလုံးထဲမှာနော်ဘာမှမရှိဘူးဆိုရင်တော့တန်ဖို့မရှိဘူး Mi te ko bu we ni tam to no mi ba ni no alu bu jo ta na ba. ဒီနေ့သူဆိုရဲ Ni ne ko lo. ကျမတို့အသက်တာထဲမှာလေ Le bu we ba ta o mu. ယေရှုခရစ်တော်ဘုရားမရှိရင်တော့ Sa shu kri mi do le ta o mu ba ne. အိုးလိုပါပဲ Lo ga ni to mi de ko la lo ko lo hu ta do lo bu no mi ba ni lo. ဒါပေမဲ့ Da sa အဲ့ဒီအိုးထဲမှာ
တန်ဖို့ရှိဆုံးရွှေငွေကိုလီပါမြာရီထဲလိုက်လို့ရှင်တန်ဖို့ရှိလာတယ် แต่เปิดวันเดียวคุณเนี่ยไม่เป็นรอตาชุตาตอแล้วมีทูเลี้ยวเนาะตาชุตาตอเนาะเป็นเลือที่มีที่ภาพอยู่นี้เนาะแต่เปิดวันเดียวลูกปูเนาะ ကျမတို့အသက်တာထဲမှာတော်တကောင်း แล้วไปดาวมูผู้สิก่อน ယေ เนาะ ရှုခရစ်တော်ရှိပြီဆိုရင် ที่ใส่ชุดที่มูแล้วปูเนี่ยเนาะ တန်ဖို့ရှိလာပြီ แล้วดาวไปดาวก็ลูกปูเนี่ยอุ้มเลยเนาะ ဒီရဲ့နှလုံးသားထဲမှာ เลิกภาษา ကျမရဲ့နှလုံးသားထဲမှာ เล่นภาษาสมุน တန် ไพร ဖို့ရှိနေတဲ့ယေရှုခရစ်တော်ရှိပြီဆိုရင်တန်ဖို့ရှိလာပြီ queใส่ชุดครีละลูกไปด้วยมูแล้วปูเนี่ยเนาะไปดาวมูสิก่อนลูกปูเนี่ยอุ้มเลยเนาะ အာမင် อาเมน မက်သျှရှိမတဲ့ခန်းကြီးအာ มาเตเซฟาโดกัวเตมาเตเซฟาโด ခုနှစ် มาเตเซฟาโดมีเนี่ยเนาะ အချင်းသူဒီငါဟောပြောသောဤစကားကိုကြား၍နားထောင်၏ထိုသူဒီကြောက်ပေါက်မှအိမ်ဆောက်သောပညာရှိတဲ့သူအကြောင်းကိုငါပုံပြမည်မိုးရွာ၍ရင်စည်းနေနဲ့နေလာ၍ထိုအိမ်ကိုတိုက်ပြီးရှိသောကြောက်ပေါ်မှတည်သောကြောင့်ပြုမလဲလေအချင်းသူဒီငါဟောပြောသောဤစကားကိုကြား၍နားမထောင်ပဲလေထိုသူဒီတဲပေါ်မှအိမ်ဆောက်သောလူမိုက်တဲ့သူအကြောင်းကိုငါပုံပြမည်မိုးရွာ၍ရင်စည်းတွေနဲ့နေလာ၍ထိုအိမ်ကိုတိုက်သောအခါကြီးစွာသောပြိုလဲခြင်းသို့ရောက်လေ၏ဟောတော်မူ၏ဒီနေ့ကြောက်ပေါ်မှာအိမ်ဆောက်ခြင်း แต่เนี่ยยายปลาสูรอฮิเลนเลยพอกูเนี่ย တဲပေါ်မှာအိမ်ဆောက်ခြင်း ปลาสูฮิเลนเลยพอเมพอกู ဘုရားသခင်ကဒီနေ့ဒီနေ့ကျမတို့ကိုနှစ်ခုပေါ်ပြထားတယ် queใส่ชุดครีดูปะพาเดินกว่าที่ตาล้อเนาะ ကြောက်ပေါ်မှာအိမ်ဆောက်ခြင်း ปลาสูฮิเลนเลยพอกูเนี่ย တဲပေါ်မှာအိမ်ဆောက်ခြင်းဆိုတာမိမိရဲ့အသက်တာကိုပြောတာ ปลาสูฮิเลนเมพอกูเนี่ยเนาะเอาไว้ไอ้ตัวเตะบางวันเลยเว้ยเป็นบาคาดอกดาว ကြောက်ပေါ်မှာအိမ်ဆောက်ခြင်းဆိုတာခရစ်တော်ပေါ်မှာအိမ်ဆောက်ခြင်း ปลาสูรอฮิเลนqueใส่ชุดครีอบูเนาะ ဒီနေ့ယုံကြည်သူတွေခရိယာနီရဲ့အသက်တာထဲမှာ เว้ยเนาะทีนี้มุมซาตนี่เนาะเว้ยคือพี่จะพาดาวมูมูเนี่ยเนาะ ဘုရားသခင်ကိုယုံကြည်တဲ့အခါမှာနှလုံးသားနဲ့ယုံကြည်တာလားဒါမှမဟုတ်အပေါ်ရာနဲ့ယုံကြည်တာလား အခုเนี่ยเนาะเว้ยคือพี่จะพาเนาะဖဲလဘစုကိနာကိဆိုင်ရှုခရီမေဘစုကိနာကေဝလန်လက်တာဖာလကိုအမေမင်းခေါ်လက်မင်းတာမီစုမီတာ နှလုံးသားနဲ့ယုံကြည်မပြိုလဲနိုင်ဘူး ပမီစုနာလဲစုလက်တာနေတော့ဘယ်လိုပေါ်နေပါ အပေါ်ရာနဲ့ယုံကြည်ပြိုလဲရမှာဖြစ်တယ် ပမီစုလောပတနာလဲတာအဝဲတာတာตักเนาะก็မျိုးပေါ်ရလဲဘီခုလာနေဘယ်လိုပေါ်ဝဲတာနေเนาะ ကြောက်ပေါ်မှာအိမ်ဆောက်ခြင်းတမန်တရားပေါ်မှာရက်တည်တဲ့အခါမှာ แต่เรื่องสุรฮีเรื่องพวกก็มีเป็นมิสุรปตาสุดานาเรื่องพวกคนนี้นะ ဘုရားရဲ့နှုတ်ကပတ်တော်နဲ့အသက်ရှင်တဲ့အခါမှာ เพลเบสุรภาษาเรื่องภาษายาคือลูริชาซึ่งตอนนี้นะ ခရစ်တော်အပေါ်မှာရက်တည်တဲ့အခါမှာ แต่ภาษาสุรปตานาเรื่องภาษายิสุคริซึ่งตอนนี้ မပြိုလဲနိုင်တော့ဘူး มันจะปวดเราปวดนี่หรือเปล่า ဘာကြောင့်မပြိုလဲနိုင်တာလဲ เราไม่ปวดแล้วมันจะมาปวดอะไร အသက်တာထဲမှာခရစ်တော်အထဲမှာအသက်ရှင်တော်ကြောင့်ဖြစ်တယ် แล้วตาอมูแล้วตาอมูผู้เดียวนะภาษายิสุคริเรื่องคนละ ။ဘာကြောင့်လဲ ป่ามันดูคนละ ။ဖယားနဲ့အတူမိထားရပွဲခြင်း ก็แล้วมาตาเรื่องมุดภาษายา ။ဖယားနဲ့အတူအသက်ရှင်ခြင်း โอ้ ။ဖယားနဲ့အတူယဉ်ဤတည်ကျွမ်းခြင်းရှိလာတဲ့အခါကျတော့ แล้วพวกเราภาษายาบุตรที่เสกตัวนี้ဟာလေလုယာปวดนี่ပဲ ။ဟူးဖယားရှင်နာမတော်တာယေပုံကြည်ပါစေ ဘုရားဆရာမိပါဒီနေ့ဆုစုပါကေ ။ချစ်တော်ညီကိုမောင်နှမတို့ တော့ဘယ်လက်တိုင်ရောစေရော တင်းရသက်တာမှာ မသုတောင်မှုဘူးနေ ယေရှုခရစ်တော်ပေါ်မှာယက်တည်ပြီလား မေပစုလောပစာလက်ကဆယေရှုခရစ်ဘူး ။ခရစ်တော်ပေါ်မှာတည်ဆောက်တယ်လား မေပစုလောပစာလက်ကဆယေရှုခရစ် ။ လို့ ဒီနေ့ယေရှုကတင်ကိုပြောနေတယ် နော်ကဆယေရှုခရစ်တဲ့ဘာဝလဲ ။သူ့ပေါ်မှာအိမ်ဆောက်ရင် မေစုလောစာလက်ဟီလာဖို့ မပြိုလဲနိုင်ဘူး ဘယ်လိုပေါ့ပါ ဒုက္ခပြဒနာဒီအခက်ခဲပြဒနာဒီစာဝနေပြဒနာငွေကြီးပြဒနာဂျာမရေးပြဒနာအိမ်ထောင်ရေးပြဒနာမုံတိုင်းလိုရေခိုင်းလိုတိုက်ခိုက်လာတဲ့အခါမှာမပြိုလဲနိုင်တော့ဘူး နော်တကောတာခဲလာမြွေတာတဆုတာစာမီကြီးကလိုဆီဝီကြီးနော်တကောခုတာကောတာခဲနော်တာတကောတာခဲကလူပဲနော်အဝဲခဲဒီဆိုတော့ကလီမူဟဲနော်တ
တာကောရာခဲဒီပါနေအစနာကေမီစုလောတာလည်းကဆိုင်ရှုခရီဘူးနေနော်အဟေဘာဘာနာကေတလောပေါ်ပါနော် ဘာကြောင့်လဲ ဘာလို့ကိုလဲ ယေရှုခရစ်တော်နဲ့သူရှိသောကြောင့်ဖြစ်တယ် မီလာဘောတော့ကဆိုင်ရှုခရီနော်တပူပေါ် အိုးဟာလေလုယာ ဟာလေလုယာ ဖျာရှင်နာမတော်တာ၏ဘုန်းကြီးပါစေ မောကဆာယာမိပါဒစတော့ဒဆူဖတ်ကေ တဲပေါ်မှာအိမ်ဆောက်ခြင်း ဝလာဆူလောဆာဆူလောဟီလမေကိုစီ မိမိရဲ့တက်တာထဲမှာ လက်မတောက်ဘူးခုနေနော် လောကရဲ့အရာတွေ ဟောခိုတာထူတာတော့ တမက်ချင်းဆွဲလန်းခြင်း ဝလာဟာတမစီတော့ ရှိတယ် ဒါ လော ဆို က တော့ အ စာ ရာ ကူ တွေ မှု ပေါ်မှာ တော့ ရှိတယ်လောကရဲ့အရာတွေပေါ်မှာနိမြုပ်တဲ့အခါမှာ ပမီစီလောမဆာလေဟောခိုတာထူတာတော့နော်ဟောခိုတာဆူလောစာကူနေနော် ပြိုလဲခြင်းဖြစ်တယ် မိတာတလဲလောကလောခီလောပေါ်ဝဲတာနော် ဒါကြောင့်ဒီနေ့ကျမတို့အသက်တာထဲမှာ လက်တနေခုနလောလက်မတောက်ဘူးခုနေ ဒုက္ခပြဿနာအခက်ခဲပြဿနာ အခုတကရခဲလူကီ ကိုယ်နာမှာရင်ဆိုင်တဲ့အခါမှာ ဖလဲဦးလ မုန်တိုင်းလို့ရေထိုင်းလို့တိုက်ခိုက်လာတဲ့အခါမှာ ဖလဲဟဲပါစကူဘွာဒီစတော့ကလီမူနော်ကလီမူနော်ဆောဝမ်ဟဲပါစကူတော်နေ ခန္ဓာရင်မရှိတော့ကြောင်း မီလဘတာဂီဘာဒူပါစကူတော် မိမိရဲ့တက်တာမှာခန္ဓာရင်မရှိတော့ကြောင်းပြိုလဲခြင်းဖြစ်တယ် ခေါပလိုလာဘယ်တစုလို့တာလဲကဆိုင်စပီဘူဘာနော်ဘတာဂီဘာဒူပါခုနေနော်တာတင်ပိုင်းမြဲပါဘောဒီနော်ဘလောခီရတာနော် ဒီနေ့ကျမတို့တက်တာမိမိရဲ့တက်တာကိုဆက်စီဖို့လိုနေပြီ ဘာသမီးစမိုးကြီးတောင်းဘူး ဘယ်နေရာမှာပြိုလဲလဲ ဘလောခီဖဲလဲကပါလဲနော် ကျမလည်းပြိုလဲတာပဲ ယေစကိုယလောခီလောနော် တင်တို့လည်းဘယ်နေရာမှာလဲတဲ့ Le bué la di pasi ko mi blog မိမိ ka ကိုဆက်စီဖို့လိုနေပြီ na tengah no pe tengah ba tengah pe pro le pasi mi fu no ki pesa ni no ခန္ဓာရင်မရှိရင် no ko ngi ba mi do ba ni no ta ပြိုလဲမယ် ba ka lo ki lo ပြိုလဲမယ် ba lo ki lo ဒါကြောင့်ဒီနေ့ကျမတို့အသက်တာထဲမှာ la ko ni no na le ya le ba ta wu ဘယ်နေရာမှာပြိုလဲတယ်လဲဆိုတာကို mi ba lo ki phele de ke pa le no ဆင်ခြင်ပြီးတော့ ba ka ba ဖယားရဲ့နှုတ်ကပတ်တော်နဲ့ ba ka de to sa la ka sai shu ba ka ba mu le ka sai ya ka le ka ta ni no ဒါကြောင့် na ta ni ko ဒီနေ့ ni sa ni မိမိရဲ့အသက်တာထဲမှာ ba ta wu bu no ခရစ်တော်အပေါ်မှာ le ka sai အိမ် shu ဆောက်ဖို့ဖြစ်နေပြီ ba ka ba tu lo ka sa le ka ခ sai ရစ်တော်ဘုရားနဲ့အတူအသက်ရှင်တဲ့အခါမှာ le ka sai ba me mu lo ka sai shu kri sa ka ဘာ ba ပြဿနာပဲလာလာ ta ko na ke ba kwa tele ဘာဒုက္ခပဲလာလာ ta ko na ta kwa sa me ke ba kwa tele ကြောက်စရာမရှိတော့ဘူး ba lo pri la ba ဘုရားနဲ့အတူရှိတယ် le bo lo ka sai shu kri ko lo Jesus lives with us ka sai shu kri ko lo ba lo ယေရှုနဲ့အတူရှိတယ် no u lo ka ဟာ sai လေ shu လု kri ယာယေရှုခရစ်တော်အပေါ်မှာမရက်တည်ဒီနေ့ပြိုလဲရမယ် ba me tu lo sa le ka sai shu kri bu ba ni no ခရစ်တော်ပေါ်မှာအိမ်ဆောက်ရင်မပြိုလဲနိုင်တော့ဘူး ba me tu lo sa le ka sai shu kri na le bu le ba me tu lo ba le ka sai shu kri ni no ba to lo po we la ba နောက်တစ်ခု ana na ka ဒီနေ့ကျမတို့ကောင်းကင်နိုင်ငံမှာသွားတဲ့အခါမှာ na ro ya pe pe le le mu ဘလို့သွားရမလဲ mi ba ka ba le wa di le ဒီမှာအမခံချက်ရှိပြီလား mi bu ga di pa de ta u ko sa u ya လောကမှာအသက်ရှင်နေတဲ့အချိန်မှာ le bo mu se ka to yi ကားဒီကိုယ်ပိုင်ဆိုင်ထားတဲ့အိမ်ဒီကားဒီငွေဒီကအမခံချက်မပေးနိုင်ပါဘူး pe le bo mu se ka to na pe ha ko yi no pa ka mi u mi ge bi ki ko mi u mi ge ni na a we ni ki ba le ka ko ba အကြီးက ta le နေမကောင်းတဲ့အခါမှာ pe bo ဖျားနာတဲ့အခါမှာ o su se ka to no ba su ba sa se ka to အဲ့ဒီဂျမ်းမချင်း ta le ta u su ke ko အဲ့ဒီဂျမ်းမချင်းကဘာတူပေးလဲ မတရာဟိပါလဲတောင်းစီ ကျမတို့ရဲ့ဝိညာဉ်ကိုလည်းအမခံပေးတဲ့သူကဘာတူလဲ အဲ့ဒါဆိုမှုကနော်မေမတရာဟိပါ ယေရှုခရစ်တော်ဘုရားဖြစ်တယ် မိတာကစားယေရှုခရစ်လော အဲ့ဒီယေရှုခရစ်တော်ကပဲဒီနေ့ကျမတို့အပင်ငရေရောက်မဲ့ဒီမရောက်ဖို့ရတဲ့ယေရှုခရစ်တော်ဘုရားကပဲအာမခံပေးတာဖြစ်တယ် ဒီနေ့ဆိုတော့ဘဝစကလည်းဒီတော့ဘယ်သူလဲတာဟာကောလည်းရာဒီကစားယေရှုခရစ်မိတာကိုသာလည်းဘုရားပြော
နိုင်ငံခြားတွေတနိုင်အမေရိကတွေဥပမာအမေရိကသွားတဲ့အခါမှာနော်နိုင်ငံခြားတွေထွက်တဲ့အခါမှာလေလက်စီးတယ်မဟုတ်လား လေလေကိုအမေရိကန်နေပပတ်လေကဘောယူမြာ လေပေါ်မှာထိုင်တဲ့အခါမှာဇိမ်နဲ့ထိုင်တယ် လေစီလေကဘောယူစားတယ်ကိုလေနလာကချူနာစေနော်ဘမီကေဘမီတပေနော်ဘောဒါနော် ဘာမှလှုပ်ရှားမလို့ပဲနဲ့ ပတပါမနာနော်တမီပါ အချိန်သာတဲ့အခါမှာ သူလည်းစကတော့ နိုင်ငံထဲမှာရောက်တဲ့အချိန်မှာလေပေါ်မှာနေစီရတယ် နော်သူပဲလေသူလည်းကိုအမေရိကန်နေပပတ်စီလောလေကဘောယူလား လေရင်ကားတည်ပေးဖို့ရောက်တာဖြစ်တယ် အဘလောကစလကဆိုင်ကလည်းလေကဘောယူဟိုတတာပဲလေကျူရတာ ထိုနည်းသူဆိုမယ် ဒီနေ့ဟို ဒီနေ့ကျမတို့လည်းပဲကောင်းကင်နိုင်ငံရောက်ဖို့ရတဲ့မိမိခွန်အားနဲ့မရောက်နိုင်ဘူးမိမိစူးစမ်းခြင်းအားနဲ့မရောက်နိုင်ပါဘူး လေပကလေတူလုံးကိုဘောမှုဝတယ်လေပကူပပါနော်လေပတောက်ကလစဟိုနေပလေတူလုံးကိုဘောမှုတည်ပါနော် သခင်ယေရှုခရစ်တော်အပြင်ဝင်ရမှာဖြစ်တယ် ဟိုနော်မပကလေနလောပါလုံးကိုဘောမှုလား ဟာလေလုယာဟာလေလုယာ praise the lord amen ပြောကြအောင်လေဟာလေလုယာတက်ကြွနေနေကြရမယ် နော်ဘယ်အိုလာတာစီပိုစား ဘုရားလုံးပတ်တော်လေးကြားတဲ့အခါမှာတော်တော်ရှိရှာလန်နဆဆန်နေရမယ် fresh နော် Hallelujah ဝေဒလာကဘာဘူရာဒီတော့ဝေဒလာလာဆဆနာဝေတဲဝကညပလပါယဝေဘာဘူးဘူးညညမနော်ဘာတော့သပိစာညမနော်မိကေမီတီပြေရနော်လက်ကနီကိုဝေးနော်ဒါကဖတ်ဆွဆွစီကောနော် ဒီနေ့ စားတနေရည်နော် ယေရှုကပြောလဲ စိတ်ရှိပြတဲ့ပါဒီလား I am the way နော်ယမီကလေ the truth တမီတာတော့ and the life ဒါကတာမူနော် without me မိတမီလေးရပါတော့ no one can go to the Father နော်မိတမီလေးရပါတော့ဘာလဲပါစူပေါက်ပေါ်လာပါ ဒီနေ့ယေရှုခရစ်တော်ကတင့်ကိုပါစကားပြောလဲ နေရာကြီးစိတ်ရှိပြတဲ့ပါဒီလေ I am the way လို့ပြောတယ် ယမီကလေနော် the truth and the life လို့ပြောတယ် တမီတာတော့တာမူနော် ယေရှုခရစ်တော်ဘုရားဟာဒီနေ့ကျမတို့အတွက်အမခံချက်ဖြစ်တယ် တန်နေခုနေစိတ်ရှိ အဲဒီယေရှုခရစ်တော်ဟာတင့်အတွက်ကလမ်းဖြစ်နေတာ စိတ်ရှိခရီးနေနော်မြို့တာကလဲလို့ပေါ့နော် ကောင်းကင်နိုင်ငံရောက်ဖို့ရအတွက်အဲဒီယေရှုနဲ့ပဲသွားရမယ်ဟာလေလုယာ ကလဲတူလို့ Praise the Lord ဝနေနော်ဘာကဘာလဲလေစိတ်ရှိခရီးနော်နော်ဘာက ယေရှုနဲ့ပဲသွားရမယ် ဘာကဘာလဲကိုတာတော့ယေရှု တမန်တော် ရတူလူချာနော် နှုတ်ကပတ်တော် နော်တာဝရမေကစားလူချာ ယေရှုဖြစ်တယ် မိရာအစာရောအစာယေရှုခရစ်နော် အသက်လည်းဖြစ်တယ် မစ္စကောပတာနော် ယေရှုခရစ်တော်ဘုရားထာဝရအသက်ဖြစ်တယ် ဒီစာယေရှုခရစ်မြွေတာ သူကောင်းကင်နိုင်ငံသွားတဲ့အခါမှာယေရှုနဲ့ပဲသွားမှာ အခုဒီ